UFC Flyweight တန်းရဲ့အတောက်ပဆုံးကျယ်ပွင့်2ပွင့်ထိတ်တိုက်တွေ့ဆုံမှုမြန်မာပြည်သားတို့ရဲ့အားကိုးရာ The Fearless Joshua Havan နဲ့ဂျပန်နိုင်ငံရဲ့အရှုံးမရှိသေးတဲ့ပါရမီရှင် Tatsuro Taira ဒီပွဲဟာဘသူက rank ထဲမှာပိုပြီးအရှိန်ဟုန်ပြင်းပြင်းနဲ့တက်လှမ်းမလဲဆိုတာကိုအဆုံးအဖြတ်ပေးမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ဖက်မှာကအသက်ငယ်ငယ်လေးနဲ့ UFC တွေကိုမုံတိုင်းတစ်ခုလိုဝင်ရောက်လာပြီးပြိုင်ပတ်တိုင်းကိုအလဲထိုးဖို့ပဲအမြဲပြင်ဆင်ထားတဲ့ Joshua Havan နောက်တစ်ဖက်မှာကတော့ဂျပန်ရဲ့နာမည်ကျော်ရှူတိုချန်ပီယံဟောင်းအခုတည်းဘသူ့ကိုမှအရှုံးမပေးသေးတဲ့ Tatsuro Taira Joshua Havan ရဲ့အတိကလက်နက်ကတော့မနာတမ်းထိုးစစ်ဆင်နိုင်တဲ့ကာဒီယိုနဲ့ပြင်းထန်တဲ့ striking ပါအထူးသဖြင့်သူ့ရဲ့ခန္ဓာကိုယ်ကိုထိုးတဲ့ body shots တွေဟာပြိုင်ပတ်တွေကိုအသက်ရှူရခက်စေပါတယ်သူဟာပွဲစားကလေးကဖိအားပေးထိုးတက်ပြီးဘလို့အခက်အခဲမျိုးမှမဆိုစိတ်တက်မကြပဲပြန်လေတိုက်စစ်ဆင်နိုင်တဲ့ The Fearless ဆိုတဲ့အမည်နဲ့လိုက်ဖက်တဲ့ကစားသမားပါဒါပေမဲ့ Tatsuro Taira က short တွက်လို့မရတဲ့ပြိုင်ဘက်ပါသူဟာမြေပြင်ချုပ်ကွက် grappling မှာပါရမီရှင်တစ်ယောက်ဖြစ်ပြီးပြိုင်ဘက်ရဲ့ကြောပြင်ကိုရယူဖို့ back take အယမ်းမြန်ပါတယ်Joshua Havan အနေနဲ့တာယာရဲ့မြေပြင်ဆွဲခေါ်မှု take downs တွေကိုဘလောက်အထိခုခံနိုင်လဲဆိုတာကဒီပွဲရဲ့အတိကတော့ချက်ပါပဲတကယ်လို့ Joshua Havan ကပွဲကိုမတ်တရက်အနေထားမှာပဲထိန်းထားနိုင်ပြီးတာယာရဲ့မြေပြင်ချုပ်ကွက်တွေကိုရှောင်နိုင်မယ်ဆိုရင်သူ့ရဲ့လက်သီးချက်တွေကတာယာကိုပထမဆုံးသောရှုံးပွဲကိုပေးသွားနိုင်ပါတယ်ဒါပေမဲ့တာယာကသာမြေပြင်ကိုအသာစီးရသွားရင်တော့ Joshua Havan အတွက်ခက်ခဲတဲ့ညတညဖြစ်လာနိုင်ပါတယ်ကဲမိတ်ဆွေတို့ရောဘတူနိုင်မယ်လို့ထင်ပါတယ်လေမြန်မာပြည်သား Joshua Havan ရဲ့အောင်ပွဲကိုမြင်တွေ့ရမလားဒါမှမဟုတ် Tatsuro Taira ကပဲသူ့ရဲ့ရှုံးပွဲမရှိမှတ်တမ်းကိုဆက်ထိန်သွားမလား comment မှာခံမှန်းပေးခဲ့ကြပါဦးအခုလို MMA သတင်းတွေကိုနေ့စဉ်သိရဖို့ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးဗျာ